အရင်ပိုင်းတော့ကဆေးရုံကမြို့လာတိုက်ခိုက်နေပါတယ်ပြီးတော့ဘာဝကြီးစားရတုံးပြီးပြန်တိုက်ဖို့တွေးလိုက်ကြပါတယ်ဘာဝကြီးစားရမြင်လိုက်တဲ့ဆေးရုံကလည်းဟာငါလည်းတော့မရတော့ဘူးပြီးတော့သူ့ပါဆက်ထဲထွက်လာတဲ့ပါဝါတုံးလိုက်ပြီးတော့ပါဝါနှစ်ခုတိုက်ရိုက်ထိသွားပါတယ်ပြီးတော့နင်ဂျာဝါရောင်ကသူ့ကိုလာတိုက်တော့မဲ့ချိန်မှာသူ့ပါဆက်ထဲငုံထားတဲ့စက်ကြာနဲ့ထွေးထုတ်လိုက်ပါတယ်ပြီးတော့နင်ဂျာဝါရောင်ကိုထိသွားပါတယ်ပြီးတော့နင်ဂျာဝါရောင်ကပြန်ထလာပြီးသူ့ပါဝါတွေကိုတုံးဝဆူလိုက်ပြီးရိုက်ချလိုက်ပါတယ်ပြီးတော့ဆေးရုံကောင်းကလည်းပြတ်သွားပါတယ်ဟာငါပြေးဝရောက်ဝင်တယ်ပြီးတော့ Iron Man ကသူ့ရဲ့စက်ကြောကိုပြစ်လိုက်ပြီးအနောက်ရောက်သွားပါတယ်ပြီးတော့နင်ဂျာနီအောင်ကနေရာပြောင်းလိုက်ပြီးသူ့သားကိုပြစ်လိုက်ပါတယ်ပြီးတော့ချစ်ထောင်မှာထိသွားပါတယ်ဟာငါပြေးမယ်ပြီးတော့ဆေးရုံကကိုတုံးပိုင်းခွဲလိုက်ပြီးတော့နောက်နှစ်ပိုင်းကတော့ပြန်ဆက်လိုက်ပါတယ်ပြီးတော့နောက်တစ်ပိုင်းကတော့ထွက်ပြေးသွားပါတယ်ငေါ့နှစ်ယောက်ရှင်းလိုက်မယ်မင်းတို့၃ယောက်သွားကြငေါ့သွားလိုက်မယ်ပြီးတော့ Iron Man အမှန်ပြေဆုံးသေးတယ်လူကလည်းဂျိုးနဲ့ပတ်ထားတဲ့ X ကိုပြစ်လိုက်ပါတယ်ပြီးတော့ဆေးရုံကတဲရန်တိုက်ရထဲကိုမောင်းတော့ဂျိုးကလည်းပြတ်သွားပါတယ်ဆေးရုံကတော့နင်ဂျာတွေကိုပြန်တိုက်နေပါတယ်ပြီးတော့နင်ဂျာမှာအဝါရောင်ကလာတားပေးလိုက်နင်ဂျာနီအောင်ကလာတားပါတယ်ပြီးတော့မတော်တဲ့ Iron Man ထိုးတော့မဲ့ချိန်မှာဆေးရုံကပြန်တိုက်သွားပါတယ်ပြီးတော့ဆေးရုံကပြန်တိုက်လိုက်တဲ့ချိန်မှာပြီးတော့နင်ဂျာနီအောင်ကသူ့လက်တစ်ဖက်ကိုချိုးလိုက်ပါတယ်ပြီးတော့ဆေးရုံကနှစ်ပိုင်းခွဲလိုက်ပြီးတစ်ပိုင်းကတော့နင်ဂျာဝါရောင်ကိုတွားချပါတယ်ပြီးတော့တက်တော့မဲ့ချိန်မှာသူ့တုပ်နဲ့ကာလိုက်လို့ပြန်ကောင်းတော့ပါတယ်ပြီးတော့သူ့တုပ်တစ်ဖက်ကလည်းဂျိုးတော့ပါတယ်ပြီးတော့တိုက်ပွဲကပြင်းထန်လာတော့မှာပါပြီးတော့ဆေးရုံကသူ့ရဲ့တုပ်နောက်တစ်ဖက်ကိုဖြတ်စည်းလိုက်ပါတယ်ပြီးတော့ဆေးရုံကအပြားလေးတစ်ခုကိုထုတ်လိုက်ပြီးနင်ဂျာဝါရောင်စီပစ်လိုက်ပါတယ်ပြီးတော့နင်ဂျာဝါရောင်ကရှောင်လိုက်ပြီးတော့နင်ဂျာဝါရောင်ကနင်းမိသွားပါတယ်ပြီးတော့အပြားကနေထောင်ချောက်ဖြစ်သွားပါတယ်ဒီထောင်ချောက်ကဘာနဲ့မှဖြတ်လို့မရပါဘူးဟေးရောငေါ့လကေအောင်ပြီးတော့တစ်ဖက်ကလည်းချနေကြပါတယ်ပြီးတော့ဆေးရုံကသူ့အောက်ကနေပုံးကိုထုတ်လိုက်ပြီးနင်ဂျာနီအောင်စီကိုတက်တက်ဝင်ကျုံးပါတယ်ပြီးတော့ပြတ်သွားတဲ့လက်နှစ်ဖက်ကနေချိတ်ဆက်လိုက်ပြီးနင်ဂျာနီအောင်ကိုချုပ်ထားလိုက်ပါတယ်ပြီးတော့နောက်တစ်ပိုင်းကနင်ဂျာနီအောင်ကိုချနေပါတယ်ပြီးတော့သူ့တိုင်းကပြန်လာပြီးသူ့စရုပ်ကိုထိသွားပါတယ်ဟာမီဘာဖြစ်တာလဲပြီးတော့ Iron Man ကတော့စရုပ်ကိုလိုက်နေပါတယ်ပြီးတော့လိုက်မိတဲ့အချိန်မှာသူ့ရဲ့မှန်ကိုဖျက်ဆီးလိုက်ပါတယ်ပြီးတော့ပညာရှင်ကဆွဲအင်အားရှိပြီး Iron Man ကိုတွန်းလိုက်ပါတယ်ပြီးတော့ X တစ်ခုကရောက်လာပြီးတော့ X ကိုဖယ်လိုက်ပါတယ်ပြီးတော့ Iron Man အာမှာမပြီးဆုံးတဲ့လူကလာချပါတယ်ပြီးတော့တွန်းလိုက်ပါတယ်၃ယောက်တယောက်အနေထားအောင်မနိုင်တဲ့အခြေအနေဖြစ်နေပါတယ်ပြီးတော့ပါဝါကြီးစားရတုံးဖို့ပြင်လိုက်ပါတယ်ပြီးတော့ပညာရှင်ကပါဝါကိုဖျောက်လိုက်ပါတယ်ပြီးတော့ Iron Man ကဝင်ထိုးပါတယ်ပြီးတော့ဆွဲရင်အားကြောင့် Iron Man လဲတော့ပြီးတော့ X တစ်ခုကပါလာနေပါတယ်ပြီးတော့ Iron Man ကလဲလာနေပါတယ်ပြီးတော့ Iron Man ကိုထိသွားပါတယ်ပြီးတော့ပညာရှင်ကသူ့ရဲ့စက်ကိုနင်ဂျာအပြာရောင်စီပစ်လိုက်ပြီးတော့နင်ဂျာဝါရောင်ကအမြန်နှုံးနဲ့သူ့စီကိုလာလိုက်ပါတယ်ပြီးတော့တားနဲ့သူ့ကိုထောက်ထားလိုက်ပါတယ်ပြီးတော့အဆွမ်းတုံးပြီးနေရာလဲလိုက်ပါတယ်ပြီးတော့မိလဲတဲ့အဆွမ်းကိုတုံးလိုက်ပါတယ်Iron Man ကတော့ပြန်ထလာပြီးလက်စစ်စက်ကြောင်ပြစ်လိုက်ပါတယ်ပြီးတော့ပညာရှင်ကိုထိသွားပါတယ်သူ့ကိုတိုက်ဖို့ရနေတဲ့လူလည်းမိလဲတော့ပါတယ်ဟာမင်းဘာလုပ်ရလဲပြီးတော့လက်စစ်လက်တီးကိုတုံးလိုက်ပြီးဝင်ထိုးရတယ်ပြီးတော့ပညာရှင်ကရှောင်နေရပါတယ်ပြီးတော့ပညာရှင်က Iron Man ရဲ့ energy တွေကိုထုတ်ယူလိုက်ပါတယ်ပြီးတော့ Iron Man ကလည်းမိလဲသွားပါပြီတစ်ဖက်ကလည်းနှစ်ယောက်တစ်ယောက်ဖြစ်နေပါတယ်ပြီးတော့နှစ်ခုပေါင်းပြီးနင်ဂျာရဲ့ energy ကိုထုတ်ယူလိုက်ပါတယ်ငါဘယ်လိုလုပ်ရမလဲပြီးတော့တိုင်းကာကိုဒီကိုလာခိုင်းလိုက်ပြီးကာလိုက်ပါတယ်ပြီးတော့ energy တွေလည်းတိတ်မကုန်တော့ပါဘူးဟာငါမျိုးမကင်းနေစားအောင်
ငါဒီစရုပ်ကိုအရင်ဖြတ်စီရမှာဘာလို့ဒီစရုပ်ကငါထောင်ချောင်းမတုံးတာလဲပြီးတော့ဒီစရုပ်ကလည်းသူထောင်ချောင်းတုံးတာလဲဒါကနေရာဒီကိုချိတ်ဆက်ထားနေရော ပြီးတော့သူ့ရဲ့တိုင်းကန်တဲ့နေရာတီးအောင်ချိတ်ဆက်ထားတဲ့လိမ္မော်ရောင်ကိုဖျက်ဆီးလိုက်ပါတယ်ပြီးတော့နေရာကိုမတီးတော့ပါဘူးပြီးတော့နောက်တစ်ခုကိုပါဖျက်ဆီးဖို့လာနေတဲ့အချိန်မှာဖမ်းမိသွားပါတယ်ပြီးတော့သူ့ရဲ့အတောင်ပံနဲ့လက်ကိုဖျက်လိုက်ပါတယ်ပြီးတော့စရုပ်လက်ကသူ့ကိုတွန်းချလိုက်ပါတယ်ပြီးတော့ဒါစရုပ်ရဲ့လက်ကိုလာဆိုင်လိုက်ပါတယ်ပြီးတော့လက်ကလည်းကျိုးတော့ပါတယ်ပြီးတော့အတောင်ပံနဲ့ဒါနဲ့သူ့ရဲ့အတိကနေအောင်ကိုဖျက်ဆီးလိုက်ပါတယ်ပြီးတော့စရုပ်နောက်တစ်ခုကလည်းပြတ်သွားပါတယ်ပြီးတော့ထောင်ချောက်ကလည်းပြတ်သွားပါတယ် ငါနေနေကိုတော်တော်လေး ပြီးတော့အကုန်လုံးကလည်းရောက်လာပါတယ်ပြီးတော့အာရမန်ကလက်စစ်စစ်ကြောက်ပြစ်လိုက်ပြီးပညာရှင်ကဖျက်ဆီးလိုက်ပါတယ်ပြီးတော့တိုင်းကတစ်ခုပေါက်ပွင့်လာပြီးပြီးတော့နင်ဂျာနီယံကသူ့မျက်လုံးကိုဖျက်ဆီးဖို့ရောက်လာပါတယ်ပြီးတော့ပညာရှင်ကနေရာပြောင်းလိုက်ပါတယ်ပြီးတော့နင်ဂျာပြန်အောင်ကပစိန်နဲ့နေရာလဲလိုက်ပြီးချလိုက်ပါတယ်ပြီးတော့အာရမန်ကလည်းလက်စစ်နဲ့ထိုးလိုက်ပါတယ် ရောင်းငါလူကိုထားစားလိုက်ကိုတုံးရမယ်တဲ့ ပြီးတော့စာလေးကိုဖွင့်လိုက်ပြီးစာလေးထဲကနေလက်နက်မျိုးစုံထွက်လာပါတယ်ပြီးတော့စာအုပ်ထဲကလက်နက်တွေကပညာရှင်ကိုလိုက်ချပါတယ်ပညာရှင်ကတော့ဒီခါနီးအချိန်တွေကိုရောက်နေပါပြီပြီးတော့နင်ဂျာနီအောင်ကသူ့ရဲ့မျက်လုံးကိုဖျက်ဆီးလိုက်ပါတယ်ပြီးတော့စာအုပ်ထဲကလက်နက်တွေကလည်းပျောက်သွားပါတယ်